ပတာစာရထေရီမဤပါရမီဘဝနှင့်နောက်ဆုံးနေ့ရက်များထေရီမတွေဟာတန်တရားမှာသူတို့ပဲကဲသို့ပါရမီဘဝတွေစားခဲ့တယ်ဆိုတာသူတို့ကိုယ်တိုင်ပြန်ပြောခဲ့တဲ့ဇာတ်လမ်းတွေပဲဖြစ်ပါတယ်ပိဋကပါဠိမှာအပဒါနဆိုတဲ့ကျမ်းတစ်ကျမ်းပါရှိတယ်ထေရအပဒါနကမထေရမြတ်တို့ရဲ့ဖြစ်ရှိခဲ့တဲ့ပါရမီဘဝအကြောင်းအပဒါနဆိုတာကျင့်သုံးခဲ့တဲ့ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအကြောင်းဆိုလိုတယ်ပေါ့ထေရီမတွေရဲ့အပဒါနကြတော့ထေရီအပဒါနလို့အဲ့ကျမ်းတစ်ကျမ်းစိတ်ဝင်စားစရာကောင်းတဲ့ခဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ကျမ်းဖြစ်လို့ထူးခြားတဲ့အချက်လက်ကလေးတွေလည်းပါတယ်ဒီကနေ့တော့အများလဲကြာဦးနာဝရှိကြတဲ့ပတာစာရထေရီမရဲ့ပါရမီဘဝနဲ့နောက်ဆုံးနေ့ရက်တွေအကြောင်းကိုမှတ်သားနိုင်ကြအောင်စာပေမှာပတာစာရလို့ဆိုပေမဲ့လို့မြန်မာလူမျိုးတွေအများစုသိနေတာပတာစာကြီးလို့သိနေကြတယ်ဒါကတော့စကားလုံးနဲ့ပတ်သက်တဲ့ဟာပေါ့အဲ့တော့ပတာစာရထေရီမရဲ့ဘဝဘယ်ပါရမီဘဝကဘယ်အစတုန်းဆိုကမ္ဘာတသိန်းတက်ကပွင့်တော်မူတဲ့ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကပဲစတာအဲ့တော့ဂေါရမမြတ်စွာဘုရားရဲ့လက်ထက်မှာကျွတ်တန်းဝင်ကြတဲ့ထင်ရှားတဲ့ပုဂ္ဂိုလ်တွေအားလုံးတော့နီးနီးဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာသူတို့ရဲ့ပါရမီဘဝကိုစခဲ့ကြတာဖြစ်တယ်ပေါ့သူကလည်းပဲခေမထေရီတို့လိုပဲပရိမုဒ္ဒရာမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်မှာအသက်1000တန်းအသက်3သိန်းတန်းလူသက်တန်း3သိန်းတန်းရှိလျားတဲ့အချိန်ဟန္တာဝတီမြို့တထေးမြို့မှာပဲဖြစ်ခဲ့တယ်မြတ်စွာဘုရားပွင့်တော်မူတဲ့အခါဖြစ်လို့ပရိမုဒ္ဒရာမြတ်စွာဘုရားကိုချဉ်ကပ်ပြီးတရားဒေသနာတော်ကိုနာရတဲ့အခါမှာတရာစိတ်တွေဖြစ်ပွားတယ်တော့တသိန်းတန်းမှာဆိုတာကြတော့လူတွေရဲ့အချင်းစိတ်ကလည်းလွန်ကောင်းသေးတာရှောကဗျာလည်းလွန်နေတယ်တတန်းတွေလည်းရှည်ကြတယ်လွန်ကောင်းတဲ့ကာလသမတိပြေးဝတဲ့အချိန်ခါလို့ပြောအောင်အဲ့ဒီချိန်မှာလူဖြစ်တဲ့ပုဂ္ဂိုလ်တွေကတော့ဒုက္ခဒုက္ခနှမျိုးတွင်ဒုက္ခလို့ဆိုတဲ့ခံစားဖို့လွယ်ကူတဲ့ချမ်းသာနဲ့အသက်ရှည်ကြမှာပဲတတန်းတူတဲ့ယနေ့ခေတ်မှာလို့ဒုက္ခတွေပေါ်များတာမရှိဘူးပေါ့နော်အဲ့တော့ချိန်ခါဆိုတာဒီလိုပဲရှိပါတယ်အဲ့ဒီဝိမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာဝိနည်းကျမ်းနဲ့ပတ်သက်ပြီးထူးခြားထက်မြက်တဲ့ဘိက္ခုနီမတူကိုပရိမုဒ္ဒရာမြတ်စွာဘုရားကဣတရဘွယ်တုဖြင့်ခြေကျူးမြောက်စားတာကိုကိုယ်တိုင်မြင်ခဲ့ရတော့သူဟာအဲ့ဒီဘိက္ခုနီမကိုအားကျပြီးတော့စုပန်ခဲ့တယ်အားကြပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးစုပန်ခဲ့တယ်ဖျားမှုရှိတဲ့တန်ဃာတွေကို9ရက်တိတိအလှူကြီးပေးလို့နောက်ဆုံးနေ့မှာသင်္ကန်းသုံးတဲ့လှူမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ခြေတော်ကိုနှစ်ဖူးနဲ့ဥတိုက်ပြီးတော့လျှောက်တယ်ယာတယဝဏိတဝိရဣတောအထမကေမုနိတာရိတဟံဘဝိတာမိယတိသိစတိနာယကရှင်တော်ဘုရားတဲ့လွန်ခဲ့တဲ့8 ရက်နေ့မြောက်ကအရှင်ဘုရားကိုယ်တိုင်ချီးကျူးခဲ့တဲ့
ဘိက္ခုနီမဝိနည်းယာမထူးခြားတဲ့ဣရေဝရရတဲ့ဘိက္ခုနီမအဲ့ဒီဘိက္ခုနီမလူမျိုးဒီကုသိုလ်ကောင်းမှုကြောင့်တပည့်တော်မှာဖြစ်ပြရစေလို့ဆုတောင်းတဲ့အခါမှာမြတ်စွာဘုရားကအနာဂတမိအတ္တနေလစ္စတိတံမနောရတံအနာဂတဉာဏ်တော်နဲ့ချိပြီးတဲ့အခါမှာသင်လိုချင်တာရလိမ့်မယ်သင်ရဲ့စိတ်အလိုဆန္ဒဟာပြည့်ဝလိမ့်မယ်ဒီကဘာကနေပြီးတော့ကဘာတသိန်းလွန်မြောက်သွားတဲ့အခါမှာအောက်ကကမျိုးနွယ်မှာဖြစ်တဲ့ခောရမဗုဒ္ဓဆိုတဲ့လောကမှာပွင့်လိမ့်မယ်အဲ့ဒီခောရမဗုဒ္ဓရဲ့သာသနာမှာဓမ္မအမွေခံဓမ္မရဲ့ဖန်တီးအောက်တဲ့ဖန်တီးအပ်ပြီးမြတ်စွာဘုရားရဲ့ရှင်နှစ်သီးကြဖြစ်တဲ့ပတာစာရာဆိုတဲ့နာမည်နဲ့ဘိက္ခုနီမဖြစ်လိမ့်မယ်လို့ဖြာရိစကားမျိုးကြားလိုက်တဲ့အခါမှာအလုံးလုံးဝမ်းမြောက်ဝမ်းသာဖြစ်ပြီးအသက်ထက်ဆုံးမဲ့မေတ္တာစိတ်ကြီးမားစွာဖြင့်မြတ်စွာဘုရားကိုသံဃာတွေနဲ့အတူတကွလှူဒန်းမှုပြုတယ်ပြုစုလို့ကြွေးတယ်ပေါ့အဲ့ဒီကုသိုလ်ကံတွေကြောင့်သူရဲ့ဆုတောင်းဆုပန်မှုတွေစေရနာဆွမ်းအားတွေနဲ့လူဘဝကကွယ်လွန်နေဆရောက်တဲ့အခါမှာတာဝရိန္ဒာနတ်ပြည်မှာဖြစ်တယ်ပေါ့နောက်ဒီဗဒ္ဒကဘာမှာကသဗ္ဗဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူလာတယ်အဲ့ဒီကသဗ္ဗမြတ်စွာဘုရားလက်ထက်မှာတော့ခေမထေရီမလို့လိုပဲဥပဋ္ဌာကောမဟေသိတတရအာတိနရိတရောကသဗ္ဗမြတ်စွာဘုရားရဲ့တပည့်တခါကိကိဆိုတဲ့ဗာရဏသီမင်းကြီးရှိတယ်အဲ့ဒီဗာရဏသီမင်းရဲ့သမီးတော်ခုနှစ်ဘော်ထဲမှာသူဟာဘိက္ခုနီလို့အမည်ရတဲ့သမီးတော်ဖြစ်ခဲ့တယ်ပတာစာရာဘိက္ခုနီအမည်ရတဲ့သမီးတော်ဖြစ်ခဲ့တာဓမ္မံသုတ္တဝါစိနကတပပိစ္ဆသမရောစေကသဗ္ဗမြတ်စွာဘုရားရဲ့တရားကိုနာရတဲ့အခါမှာအလွန်နှက်ချက်ကြည်နူးစွာသာသနာပေါင်းဝင်လို့တဲ့ဆန္ဒတွေတဖွာဖွာဖြစ်ခဲ့တယ်ခမည်းတော်ကိကိမင်းကြီးထံညီမတွေနဲ့အတူတကွခွင့်တောင်းတော်လဲအနုဇာနိနာနောတာတောခမည်းတော်မင်းကြီးကသူတို့ကိုခွင့်မပေးဘူးခွင့်မပြုသည့်အတွက်ကြောင့်အဂါရေဝတရမယံဝိသဝတ္တသဟတာနိဝိစရိမအတ္တန္တိတာဒါကြောင့်မို့လို့ကြောင့်ဘုရားမှာပဲအနှစ်2000ကာလပတ်လုံးမပြင်းမိဓမ္မအလုပ်ကိုလုပ်ခဲ့ကြတယ်ကောမာရိပြမစရိယရာဇကိညာဒုက္ခိရိတာဘုရင်ရဲ့သမီးတော်တွေဖြစ်ပြီးနန်းတော်မှာချမ်းချမ်းသာသာအသက်နေထိုင်ရပြီးအပြုစင်ဘဝနဲ့ပဲမြတ်သောအကျင့်ကိုကျင့်ပြီးနေထိုင်ကြတယ်ဖရာသာကြောင်းတဲ့ညီမခုနှစ်ဘောဟာစိတ်တူကိုမြဖရာသာကြောင်းတဲ့နဲ့ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတယ်သမဏီသမဏဂௌဒာသဘိက္ခုနီဘိက္ခုတာယိကာဓမ္မစေဝသူရမသတတ္တမိတံဃာတာယိကာလို့အမည်နာမတွေခေမထေရီမတို့လိုပဲသူဖော်ပြတယ်သမဏီတဲ့သမဏဂௌဒာဘိက္ခုနီဘိက္ခုတာယိကာဓမ္မသူရမတံဃာတာယိကာလို့ညီမခွန်ပဲကိကိဘီရင်ကြီးရဲ့သမီးတော်ညီမခွန်ဖော်တယ်မှာအဟံဥပလဝနာသခေမဗဒ္ဒသဘိက္ခုနီကေတဂောရမီဓမ္မဒိဏဝိသခာဟောတိတတ္တပိဒီညီမခုနှစ်ပေါ်တွေဟာအခုပတာစာရာရဲ့ရသော်ဘုရားလက်ထက်ရောက်တဲ့အခါမှာဥပလဝနာရဲ့ခေမာရဲ့ဗဒ္ဒရဲ့ကေတဂောရမီရဲ့ဓမ္မဒိဏရဲ့ဝိသခာရဲ့လို့ခေါ်တော့မြတ်စွာဘုရားလက်ထက်မှာလာရောက်ပြီးတော့ဖြစ်ကြတယ်အဲ့ဒါလို့ကုသိုလ်ကောင်းမှုတွေလောက်လာခဲ့သည့်အတွက်ကြောင့်
ကုသိုလ်ကံရဲ့စွမ်းအားကြောင့်ဒီဘဝကလူဘဝကကတ္တဗဘုရားလက်ထက်မှာလူဘဝကကွယ်လွန်နေဆောက်ရောက်သွားတဲ့အခါမှာတာဝရိန္ဒနတ်ပြည်ရောက်တယ်အဲ့လိုပဲနောက်ဆုံးခေါ်ရမြတ်စွာဘုရားပွင့်တော်မူတဲ့နောက်ဆုံးဘဝရောက်လာတဲ့အခါကျတော့တာဝတိမြို့ရှိတဲ့ဥစ္စာချမ်းသာကြွယ်ဝတဲ့တထေးသမီးလာပြီးတော့ဖြစ်တယ်အဲ့တော့အလုံးဟာတထေးသမီးကြီးတော့ဖြစ်ကြတာမဟုတ်ဘူးပေါ့နော်ပတာစာရာကတော့တထေးသမီးလာဖြစ်တယ်အဲ့ဒီတထေးသမီးဖြစ်တဲ့အခါမှာစိတ်တွေစိတ်ထားတွေနှုတ်ပြတဲ့အရွယ်ဆိုတာအတွေးတွေချွတ်ချော်တာမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော်ဒါကြောင့်မို့ယဒါသယုပနရှုပနုပေတာဝိတက်ကဝတ္တကဟံသူဟာအရွယ်လေးကနှုတ်ပြပြီးတော့ပြိုရွယ်ရောက်လာတဲ့အခါကျတော့စိတ်ရဲ့နောက်အတွေးတွေရဲ့နောက်အတွေးတွေကိုမလွန်ဆန်နိုင်တဲ့အနေအထားမျိုးရောက်တယ်ပေါ့စိတ်ကူးရင်လည်းလို့ပြောရမယ်ထင်ပါတယ်ငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေပြီးစိတ်ကူးရင်တတ်တယ်အတွေးတွေလွဲမှားတတ်တယ်သူလည်းအတွေးရဲ့နောက်လိုက်သွားပြီးတော့နရံစာရပတိဒိဋ္ဌဝါတေနတတ္တေအခိစ္ဆံမိဘပေးစားတဲ့ပုဂ္ဂိုလ်နဲ့မဟုတ်ဘဲနဲ့သူခိုင်းစေနေတဲ့အမျိုးသားသူ့ရဲ့ကျွန်အမျိုးသားနဲ့ပဲတိတ်တဆိတ်အိမ်ကနေထွက်ပြေးသွားကြတယ်ဒါပတာစာရီရဲ့ဇလံကိုသိထားကြတဲ့အတိုင်းပေါ့နော်အဲ့လိုပဲမောက်မားပြီးတော့ကိုယ်စိတ်ကိုမနိုင်လို့ဒီလိုဖြစ်သွားကြတော့ဧကပုဒ္ဒပတုဒဟံထုတိယောကုသိယမအဲ့တော့ဒိဋ္ဌစိတ်မိဘတွေနဲ့ဝေးရအရက်ကိုသွားပြီးတော့ပုံနေကြတာဒီလိုဇလန်းတွေကခဏခေတ်လည်းရှိတာပါပဲနော်ရှိတာပဲအဲ့ဒီချိန်မှာပထမသားလေးတယောက်ရတယ်ဒုတိယကလေးကဝမ်းထဲမှာရှိတယ်အဲ့ဒီပထမကလေးရပြီးတော့ဒုတိယကလေးဝမ်းထဲရောက်တဲ့အချိန်မှာအမေဖေတွေမတွေ့ရတာကြတော့တွေ့ချင်လာတယ်ဒါသဘာဝပဲပေါ့အမေဖေတွေတွေ့ချင်လာတယ်တွေ့ချင်တော့သူဟာနာရောစေတိပတိမမတဒါတံမိပဒတိတေပဝတိတေဆိုလိုတာကအဲ့ဒီမိဘတွေကိုတွေ့ဖို့သူစိတ်ကူးရတဲ့အခါမှာသူ့မျိုးသားကိုမတိုင်ပင်ဘူးမတိုင်ပင်တော့သူခရီးထွက်နေတဲ့အချိန်လေးတခြားရက်သွားနေတဲ့အချိန်လေးမှာဧကိကနေကတာခေဟာခန္တုံတာဝတိမုဒ္ဓမာတာဝတိမျိုးမိဘအိမ်ပြန်မိုးရအတွက်တယောက်တည်းထွက်လာခဲ့တယ်မိဘအိမ်ပြန်ခြင်းနဲ့ဇောနဲ့ဝေးလံတဲ့နေရာကနေတာဝတိမျိုးတယောက်တည်းထွက်လာခဲ့တယ်တတောမေတာမိအာဂန္တဝတမ္ပါဝေတိပတိမမသူထွက်သွားတဲ့အခါမှာအမျိုးသားထွက်သွားတယ်လို့သိတဲ့အခါနောက်ကနေလိုက်လာတယ်လိုက်လာတော့လမ်းမှာမိတယ်လို့ဆိုတယ်လမ်းရောက်လာတဲ့အခါမှာအဲ့ဒီခေတ်ကကိုညောင်းသွားကြရတဲ့ခီးတွေဆိုတရမေကမ္မဇဝါတာကမ္မဇလေးဆိုတာကဝန်းထဲကကလေးမွေးဖွားဖို့အတွက်ကန့်ညောင်ဖြစ်လာတဲ့လေးကိုကမ္မဇလေးလို့ခေါ်တယ်နော်ကမ္မဇလေးဒီကလေးတူမွေးတော့မယ်ဆိုလို့ရှိရင်အဲ့ဒီဝန်းထဲကလေးကဥရုကြောင့်ဖြစ်တာလည်းမဟုတ်ဘူးအာရကြောင့်လည်းဖြစ်တာမဟုတ်ဘူးတရဝရီရဲ့ကန့်ညောင်ဖြစ်လာတာဒါကြောင့်ကမ္မဇလေးလို့ခေါ်တယ်ကန့်ညောင်ဖြစ်တဲ့လေးအဲ့ဒီလေးနဲ့ပုပ္ပန္နာအတိဓာရုဏာ
ကမ္မဇန်၄ချောင်းအလွန်နာကြီးတဲ့နာကျင်တဲ့ဒုက္ခကိုခံစားရတယ်တဲ့အဲ့ဒါခီးသွားရင်လမ်းမှာဖြစ်တာဩဋ္ဌိဒေါသမဟာမေကောပတုတိသမယေမမှာသူထွက်လာတဲ့ညပဲလမ်းရောက်တဲ့ညမှာပဲမိုးကြီးလည်းတက်လာတယ်နော်သူကလေးမီးဖွားမဲ့အချိန်လေးမှာမိုးကြီးတက်လာပြီးတော့ရွာချတယ်အဲ့ဒီအချိန်မှာလိုက်လာတဲ့သူ့ရဲ့မြို့သားယောက်ျားကိုဓဗ္ဗထာယယထာခန္ဓာသာမိတပိနမာရိတောမိုးရတော့အလွန်အေးမြပြီးနေတဲ့အခါမှာမိဖို့ဘိုးရအတွက်ထင်းရှာတဲ့အချိန်လေးထင်းသွားရှာရင်ကနေပြီးတော့မွေကိုက်လို့သိဆုံးသွားတယ်ပေါ့အဲ့ဒါလည်းသူပြန်ပြောပြတယ်တဒါဝိဇာဒဒုက္ခေနအနာထကပနာအဟံအဲ့တုန်းကသူဟာဒုက္ခရောက်လိုက်တာမပြောနဲ့တဲ့သူ့ရဲ့ထုတ်ပတ်ဒီသူကသူပြန်ပြောတဲ့စကားတွေပေါ့နော်တဒါအဲ့ဒီတုန်းကဘယ်သူမှအာကိုရမရှိပဲနဲ့မွေးဖွားတဲ့ဒုက္ခနဲ့ဆင်းရဲဒုက္ခရောက်လိုက်တာတဲ့ကုံနေတိပုရိတံဒိဋ္ဌဝါမနဲ့လင်းတော့သာဝတိကိုသွားမယ်ဆိုတော့ချောင်းရည်တွေကစီးနေတယ်အဲ့ဒီချောင်းကိုဖြတ်ပြီးတော့ဟိုဘက်ကိုသွားရမှာဖြစ်တယ်ပေါ့ကုံနေတိပုရိတံဒိဋ္ဌဝါကိစ္ဆန္တိတကုလလယံအဲ့ဒီနာလည်းပဲစွန်နေဝန်လိုငှက်တွေဒီသားရက်ကိုခြိရတဲ့ငှက်တွေကလည်းပဲအဲ့ဒီချောင်းဘေးမှာပြည့်နေတာပဲငှက်ကြီးတွေလည်းပေါ်တယ်ပေါ့အဲ့ဒီချောင်းကိုသူဖြတ်ကူဖို့သွားတဲ့အချိန်မှာဘာလံအာရာယအတရိအရွယ်ရောက်ပြီးလမ်းလျှောက်နိုင်တဲ့ကလေးလေးကိုခေါ်ပြီးတော့မြစ်ကူးတယ်ဟိုပဲကူးတယ်ပေါ့လေပါရကုလေစာဧကကံဟိုပဲကံကူးသွားတယ်ကူးသွားပြီးတော့အဲ့ဒီကလေးငယ်လေးကိုခြိပြီးတော့ဟိုဘက်ကန်းကိုကူးသွားတယ်ဒီဘက်မှာကလေးလေးတယောက်ကြံရတယ်တာရစ်တော်ပါလကံဗုဒ္ဓံဣတရံတရဏယဟံအဲ့ဒီရှင်ခွင်ထဲကကလေးလေးကိုဟိုဘက်ကန်းကိုပို့ပြီးတော့ကလေးလေးကိုတိတ်ထားခဲ့ပြီးတော့ဒီဘက်ကန်းကြံရတဲ့အရွယ်လေးနှစ်သားလောက်အရွယ်ရတဲ့ကလေးလေးကိုပြန်ခေါ်တာပြန်ခေါ်ဖို့ဒီဘက်ကန်းကိုပြန်ကူးလာတဲ့အချိန်မှာဟိုဘက်ကန်းချထားခဲ့တဲ့ကလေးလေးကမွေးဖွားကာစဆိုတော့ညကမှမွေးထားတဲ့ကလေးဆိုတော့ပြန်ဝဲနေတဲ့ငှက်တွေကအဲ့ဒီကလေးကိုတားတစ်ထင်ပြီးတော့ငှက်ကြီးတစ်ကောင်ကဝင်ပြီးတော့ခြေထောက်နဲ့ကုပ်ပြီးတော့ခြူသွားတယ်ပေါ့စွန်ချီသွားတယ်လို့ပြောကြတာเนาะစားရဲမှာတော့ဝန်လိုငှက်လို့လည်းသုံးတယ်ချီးတဲ့ငှက်ကြီးတွေဆိုဝင်ပြီးတော့ခြေထောက်နဲ့ကုပ်ပြီးတော့ခြူသွားတာဖြစ်နိုင်တယ်ပေါ့နိဝတ္တာဥက္ကုသောဟာတိတရုဏံဝိရပန္တကကလေးငိုနေတဲ့ကလေးလေးကိုဝန်လိုငှက်ကြီးတစ်ကောင်ကခြေတော်ကြားထဲမှာကုပ်ပြီးတော့ပြန်သွားတယ်ဣတရင်စဝဟိသောတော်တဲ့သူကမြင်းလေကောင်ပဲရှိသေးတယ်ဟိုဘက်ကကလေးရှိမရောက်သေးဘူးလှမ်းပြီးတော့အဲ့ဒီငှက်ကြီးကိုခြောက်တာဟိုဘက်ကကလေးကသူ့ခေါ်တဲ့ထင်ပြီးတော့ရေထဲဆင်းလိုက်တဲ့အချိန်မှာရှည်စည်းအမတန်ကတန်းနေတဲ့မြစ်ဖြစ်သည့်အတွက်ကြောင့်ရှည်စည်းတဲ့နှစ်သားအရွယ်ကလေးလေးကပါသွားပြန်ဟိုဘက်ကုန်းမုံတိတ်ထားတဲ့ကလေးကလည်းစွန်ချီသွားတယ်ငှက်ချီသွားတယ်ဒီဘက်ကကလေးကလည်းရှည်တယ်မျောပါသွားတယ်ဆိုတော့အဲ့ဒီအချိန်မှာစဉ်းစားကြည့်ပေါ့နော်ဒုက္ခတွေဘယ်လောက်ကြုံနေဆိုတာလမ်းမှာလည်းသူအာဃဝါဒပြုတဲ့ယောက်ျားလည်းသိဆုံးသွားတယ်တော့အဲ့လိုပါရမီ
ရှင်ဖြစ်ပြီမဲ့လို့နောက်ဆုံးအချိန်မှာအခုလိုဒုက္ခရောက်ခဲ့တဲ့အကြောင်းတွေသူပြန်ပြောပြတာသာဝတိနဂရံကတ္တဝအသောသိမ့်သစနေမတိအဲ့လိုဖြစ်သွားတဲ့အချိန်မှာရှင်တွေကတောကပထမကြီးမားတယ်ပေါ့ဒါပေမဲ့လို့သူဖြေနိုင်သေးတာဘာရှိတော့လမ်းမှာယောက်ျားသိခဲ့တယ်ကလေး2ယောက်လုံးလဲတယောက်ကရေထဲမျောသွားပြီတယောက်ကစွန့်ချသွားပြီအဲ့တော့ဖြေလို့ရတာဘာရှိသေးတော့ဆိုသာဝတိမြို့မှာအမေဖေရှိသေးတယ်ဆိုတဲ့အတွေ့နဲ့အတင်ထားတယ်အတင်ထားတယ်ဒါပေမဲ့တောကကတော့အကြီးကျယ်ဖြစ်နေပြီပေါ့နော်အဲ့ဒီမှာသာဝတိနဂရံခန္ဓဝါသာဝတိမြို့ကိုသွားအသောသိမ့်သစနိမတေသာဝတိမြို့ရောက်တဲ့အခါမှာသူမိဘရဲ့သတင်းကိုကြားရတော့တာပဲမကောင်းသတင်းကြားရပြီတရဩဇံတောကထာမဟာတောကသမပိတာအဲ့တော့ဒီထဲမှာဘာဖြစ်တယ်လို့တော့သိချာမပါဘူးဓမ္မပဒတို့ဘာလို့မှကြတော့လေကြီးမိုးကြီးကြပြီးတော့အိမ်ပြိုပြီးတော့ဆုံးသွားကြတယ်လို့ဒီလိုပါတယ်တခုဖြစ်သွားတယ်ပေါ့နော်အဲ့ဒီမှာသာဝတိမြို့ကမိဘတွေရဲ့သတင်းကြားလိုက်တဲ့အခါတောကနှစ်ထပ်ဆင့်သွားပြီးတော့တကယ်ကိုမိုးမမြင်လေမမြင်စိတ်တောကတွေရောက်သွားတယ်ရောက်သွားတော့သူပြန်တွေးကြည့်လိုက်တော့သူ့ရင်ထဲမှာဘာတွေဖြစ်နေတော့ဆိုဥဘောပုဒ္ဒါကာလင်္ကတာရှင်တွေကကလေး2ယောက်လည်းသေသွားပြီပန္တိမရှံပတိမတော်လန်ခီမှာပဲယောက်ျားလည်းသေသွားပြီမာတာပိတာသဘာတာသအမေရောအဖေရောမောင်လေးရောဧကစိတံမိတရှရေ3ယောက်3လောင်းကိုတခါတည်းပေါင်းပြီးတော့တကြိုလိုက်ရတဲ့တပြိုင်နဲ့သေသွားတယ်3လောင်းပြိုင်တပြိုင်နဲ့သေသွားကြတယ်အဲ့တော့တန်တရားဆိုတာဒီလိုဒုက္ခတွေကကြုံတတ်တယ်ပေါ့နော်မကြုံတဲ့ဘဝရှိတယ်လို့ကြုံတဲ့ဘဝလည်းရှိနိုင်အဲ့ဒီလိုကြုံလာပြီဆိုရင်တော့ခန္ဓာရည်မရှိတဲ့ပုဂ္ဂိုလ်တွေမှာအကြီးအကျယ်တော့ကဖြစ်သွားဒါကြောင့်မို့သူ့ရင်ထဲမှာဒါပဲတွေးတယ်ဥဘောပုဒ္ဒါကာလင်္ကတာကလေး2ယောက်လည်းသေသွားပြီပန္တိမရှံပတိမတော်လမ်းမှာယောက်ျားလည်းသေသွားပြီမာတာပိတာသဘာတာသဧကစိတံမိတရှရေအမေရောအဖေရောမောင်ရောဒီတပြိုင်နဲ့ပေါင်းပြီးမိသကြိုခံရပြီအဲ့ဒီလိုနှုတ်ထဲကဒီလိုကြီးပြောသွားပြီးတော့သူဟာအမှတ်တင်ညာတွေလွတ်သွားတယ်ဝိတင်ကြီးလို့ခေါ်တယ်ခေါင်းထဲကသူ့ဘဝကိုမှတ်နိုင်ခြင်းမရှိတော့ဘူးဒီတောကတွေလွှမ်းမိုးပြီးတော့မှတ်နိုင်ခြင်းမရှိတော့မှတ်နိုင်ခြင်းရှိတော့အဝတ်ကျွတ်လို့လည်းကျွတ်မှမသိတဒါခိတာသပန္ဒုသအနာထာဓိနမာနတာအကိုရမရှိတဲ့အခါမှာဒုက္ခရဲ့လွှမ်းမိုးမှုကိုခံရတော့အယုဒမဘဝရောက်သွားပြီတကူလုံးလဲပိန်ချုံလို့နော်အသားရည်ကလည်းဖြစ်သွားတယ်တထေသမီးဘဝကစုပ်ပြတ်သွားတယ်ပေါ့ဒီချိန်မှာနော်အဲ့လောက်ထိဒုက္ခရောက်သွားတယ်ဣတောတတောဗမန္တိဟံဟိုသွားလိုက်ဒီသွားလိုက်ဘယ်နေရာမှသူမရပ်တည်နိုင်ဘူးနေရာအနှံ့ပြားလျှောက်သွားစကားကဒါပဲပြောတယ်နော်အဲ့ဒီလိုအယုဒ္ဓမဘဝရောက်သွားတဲ့အခါမှာမြတ်စွာဘုရားတရားဟောနေတာနဲ့သွားဆုံမိတယ်တရက်တော့အတ္တတံနရတရထေမြတ်စွာဘုရားတရားပွဲရောက်သွားတဲ့အခါမှာဓမ္မပဒမှာရေးထားတာတော့တီးတဲ့ဆုံးနေတယ်ပေါ့ဒီမှာတော့ဒီကာထာတွေရေးထားသလောက်ပဲအဓိပ္ပာယ်ပြောပြမယ်နော်မြတ်စွာဘုရားကိုတွေ့တယ်တဲ့တရားဟောနေတဲ့အချိန်တွေ့တော့တတောဩဝသမံတတ္ထာအဲ့တော့မြတ်စွာဘုရားပိဋကတ်တွေမှာတရားဟောတယ်တရားဟောနေတော့မြတ်စွာဘုရားကြွတဲ့လမ်းကဘယ်သူမှမထိုင်ဘူးအဲ့ဒီလမ်းကြောင်းကနေဘုရားကနေသူရောက်လာခဲ့တယ်
သူဆိုတယ်ပေါ့နော်ဘုရားနာထီရောက်လာတောကတဲ့မတောကုံမတ္တကလို့ခေါ်တယ်တောကကြောင့်ယူသွတ်သွားတာအဲတော့ယူသွတ်တာမျိုးမျိုးရှိတယ်ရာဂကြောင့်ယူသွတ်သွားတာရှိတယ်ဩမာရန္တိတွေ့လို့ယူသွားတာတွေကရာဂကြောင့်ယူတာယူသွတ်ခြင်းပဲဒေါသတွေထွက်ပြီးတော့ယူသွတ်သွားတယ်ဒေါသုမတ္တကလို့ခေါ်တယ်ဒေါသဩမတ္တကဒါကြတော့တောကုံမတ္တကလို့ခေါ်တယ်တောကကြောင့်ယူသွတ်သွားတာအဲ့တော့ဒီယင်းနဲ့ဒီတောကလွှမ်းမိုးသွားလို့ရှိရင်သူ့ဘဝသူမထိန်နိုင်စွာမရှိနိုင်တော့ယူသွတ်သွားတယ်ယူသွတ်သွားရင်မြတ်စွာဘုရားစီရောက်တော့လေဘာရလို့မဟုတ်ပိဋကကြတဲ့ဝင်သွားတာပဲသူသွားမိရသွားတာအဲ့သူဝင်လာတာမြင်တော့မြတ်စွာဘုရားကပုဒ္ဒေမာသောစိအတ္တတမြတ်စွာဘုရားဟောလိုက်တာချစ်သမီးဘာဖြစ်လို့စိုးရိမ်နေရတာလဲဆိုဒီစကားလေးချစ်သမီးမစိုးရိမ်နဲ့တောကမဖြစ်နဲ့ကိုယ့်ကိုယ်သတိထားလို့ဓမ္မပဒမှာတော့တတိပฏิလဘပခိနီလို့အားတယ်ဒီမှာတော့ပုဒ္ဒေမသောစိအတ္တတအဲ့တော့ကိုယ့်ကိုလောက်ကြီးမစိုးရိမ်နဲ့ဘာဖြစ်လို့စိတ်ပူနေရသလဲလို့မြတ်စွာဘုရားရဲ့အကျဉ်းသားစကားပြောပြီးတော့ပြောလိုက်တဲ့အချိန်လေးမှာစိတ်သက်သာရအနည်းငယ်ရသွားပြီမြတ်စွာဘုရားဆက်ပြောတယ်အတ္တနန္တေခဝေတတုတဲ့သူကဘယ်သူရှာနေတော့ဆိုလမ်းမှာတည်သွားတဲ့သားနှစ်ယောက်လိုက်ရှာတယ်လမ်းမှာတည်သွားတဲ့သူ့မျိုးသားလိုက်ရှာနေတယ်အမေဖေမောင်လေးတာဝတိမြို့မှာအဲ့ဒါကိုလိုက်ရှာတည်သွားတဲ့လူတွေလိုက်ရှာနေတာဟောအဲ့တော့မြတ်စွာဘုရားကအတ္တနန္တေခဝေတတုမင်းသူတို့မရှာနဲ့ကိုယ့်ကိုရှာဒီစကားကတော့ထိရောက်တဲ့စကားပဲเนาะဒီစကားလေးကဓမ္မပဒမှာတော့မပါဘူးနဲ့တူတယ်ဒီမှာပါတယ်ဖရဝဂီညီနောင်၃ယောက်တုန်းကလည်းပဲမြတ်စွာဘုရားသူတို့ညီနောင်၃ချိတ်တုန်းကအမျိုးသမီးတယောက်ကိုလိုက်ရှာကြတော့မြတ်စွာဘုရားမေးလိုက်တယ်မင်းတို့အမျိုးသမီးရှာတာနဲ့ကိုရှာတာဘယ်ဟာမြတ်တယ်လဲလို့ဆိုသူသဘောပေါက်သွားတယ်ကိုရှာတာမြတ်ပါတယ်အေးအဲ့ဒါဆိုထိုင်ကြလို့ဆိုပြီးကိုရှာဖို့ပြောတယ်အဲ့မှာမြတ်စွာဘုရားသုံးတဲ့အတ္တဆိုတဲ့စကားလုံးသုံးလိုက်တာအဲ့ဒီအတ္တလို့သုံးလိုက်တဲ့အခါကျတော့အတ္တရှိတယ်လို့ယူဆတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားအတ္တဝါဒီပဲကိုရှာခိုင်းတာပဲလို့ဆိုပြီးတော့ဟောကြပြောကြတာတွေလည်းရှိတယ်ရေးကြသားကြတာတွေလည်းရှိတယ်ချို့နောက်တိုင်းကလူတွေကလည်းမြတ်စွာဘုရားဒီဝတ္ထုကျင့်အတ္တကိုရှာလို့ပြောတာဟာဟိန္ဒူဝါဒနဲ့တူတူပဲလို့သူယူဆတဲ့ပုဂ္ဂိုလ်တွေရှိတယ်မြတ်စွာဘုရားဆိုလိုတဲ့အတ္တကိုရှာဆိုတာဒီအတ္တကိုရှာရဲဆိုတာကိုအကျိုးရှိမဲ့ကိုတရားကိုရှာခိုင်းတာမြတ်စွာဘုရားဘယ်တော့မှဆိုဒီလိုပဲသုံးတယ်အတ္တဒီပါဘိခွေဝိရထမာအညတိပါအတ္တဒီပါဘိခွေဝိရထအတ္တတရဏမိမိကိုအကိုကြမိမိကိုယ်စီတာလည်းမိမိရဲ့ကိုယ်ဝေရဖြစ်ကြဆိုပြီးအဲ့ဒီလိုကိုရှာလို့ပြောပြီးတဲ့နောက်မှာဓမ္မဒီပါဘိခွေဘဝထဓမ္မတရဏတရားကိုအကိုကြလို့ဆိုတဲ့စကားလာတယ်ကိုအကိုဆိုတာတရားကိုအကိုပါလို့ပြောတာเนาะအဲ့ဒါလဲကိုပဲကိုပဲအဲ့တော့ဒီမှာအတ္တနန္တေခဝေတတုမင်းသူများရှာမဲ့အစားကိုရှာပါလားကိုကပျောက်နေပြီလေသူများလိုက်ရှာနေတော့ကိုပျောက်နေတယ်ကိုအရေးမရှာဘဲနဲ့သူများအရေးကိုရှာနေတာဖြစ်လို့မြတ်စွာဘုရားကအတ္တနံတေခဝေတတုမင်းကိုပြန်ရှာလိုက်တဲ့ကိနိရထံဝိဟိညတိအကျိုးမဲ့ဘာဖြစ်လို့စိတ်ပင်ပန်းခံနေတာလဲကိုရှာပါသူများကိုမရှာပါနဲ့လို့
အဲ့ဒီစကားကသူ့ဘဝအကြီးကျယ်ပြောင်းလဲသွားစေတယ်တတိတွေရသွားတယ်ဒါမြတ်စွာဘုရားရဲ့ psychotherapy လည်းဖြစ်တယ်ပေါ့နော်ခုခေတ် psychology တွေ psychiatric တို့ကုတာတွေကဒီဘက်စိတ်ပြောင်းအောင်လုပ်ပေးတဲ့သဘောပဲမြတ်စွာဘုရားကအမှန်တရားနဲ့ဟောပြောလိုက်တဲ့အခါမှာဟုတ်သားပဲသားနှစ်ယောက်ကတည်သွားပြီပဲယောက်ျားလည်းလမ်းမတည်သွားပြီပဲသူလည်းတွေ့ခဲ့တာပဲလေတည်သွားပြီအမေဖေတွေတည်တယ်ဆိုတာလည်းသတင်းရထားပြီပဲအဲ့တော့ငါသူတို့ရှာနေတာပဲတွေ့မလဲအဲ့တော့ကိုရှာမယ်ဆိုပြီးမြတ်စွာဘုရားကိုရှာတဲ့နည်းကိုဟောလိုက်တာအဲ့ဒါအတိသုတ်တံမှာတော့ဒီဇာလန်းမှာတော့အနှစ်ချုပ်ကအဲ့ဒါပေါ့အနှစ်ချုပ်ကအဲ့ဒါဒီဒုက္ခဒုက္ခတွေ့တာတွေကတော့အနှစ်ချုပ်မဟုတ်ဘူးတန်တရားရဲ့သဘာဝတွေကိုဖော်ပြတာဒီကနေ့ထင်မှလည်းပဲဒီလိုဒုက္ခဒုက္ခမျိုးတွေရှိကြမှာပဲလေကိုယ်တိုင်မကြုံရင်သာပဲကြုံတဲ့ပုဂ္ဂိုလ်တွေကြုံကြတာပဲမိသားစုအတွင်းမှာဒုက္ခရောက်ကြတာတွေအဲ့လိုဟာတွေပြည့်နေတာအဲ့ဒီလိုဖြစ်တဲ့အခါမှာဒီဒေသနာတော်လေးကိုတတိယရကိုပြန်ရှာဖို့လိုတယ်တည်သွားတဲ့လူတွေတန်းတပြီးတော့နေမဲ့အစားကိုရှာကိုပျောက်မနေစေနဲ့ကိုဟာပျောက်ဆုံးနေတယ်ရှာဝေတဲ့ထဲမှာကိုမပါဘူးတည်သွားတဲ့လူတွေကိုရှာနေတာဖြစ်တယ်ပေါ့အဲ့တော့ကိုရှာရမယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားတရားဟောတဲ့နေရာမှာဒီနေရာကအနှစ်သာရပဲနတ္တန္တိပုဒ္ဒတာနာရတယ်သူကဥဘောပုဒ္ဒကာလင်္ကတာသားလေးနှစ်ယောက်ဟာလမ်းမတင်သေသွားပြီမရှိတော့ဘူးသေသွားပြီအဲ့သားလေးတွေကြည့်နေတော့သူစိတ်ထဲမှာဒီသားလေးတွေကခုချိန်သူပြုစုမဲ့သူ့မှာမျှော်လင့်ချက်တွေရှိမှာပေါ့အားကိုးရမယ်သားဘယ်သူပဲဖြစ်ဖြစ်သာသမီကိုမျှော်လင့်ချက်ရှိကြတာပဲအမျိုးရှင်လည်းအမျိုးပေါ်မျှော်လင့်ချက်ရှိတာပဲအမေရှိတဲ့လူကလည်းအမေပေါ်အားကိုးရတာအဖေရှိတဲ့လူကလည်းအဖေကိုမောင်နှမရှိတဲ့ပုဂ္ဂိုလ်ကလည်းမောင်နှမရှိရင်လည်းပဲရှားကြံပြီးတော့အားကိုးကြတာလည်းရှိတာဘဝဆိုတာဒီလိုပဲအားကိုးရရှာတတ်တဲ့အလေထားရှိတယ်ပေါ့အဲ့တော့မြတ်စွာဘုရားဟောလိုက်တာနတ္တန္တိဒါနာပုဒ္ဒဒါနာယကဲတင်နိုင်ဖို့အတွက်ကိုယ့်ကိုအကာအကွယ်ပေးဖို့သာသမီဆိုတာလောကမှာမရှိပါဘူးကိုယ့်ကိုကာကွယ်စောင့်ရှောက်မဲ့သာသမီဆိုတာလောကမှာမရှိဘူးလို့ပြောတာအဲ့လူတွေကတော့ရှိတယ်လို့ပြောကောင်းပြောလိုက်ပဲနော်ဘယ်သားပြင်အာကိုရတယ်သူလှုပ်ကြွေးနေတာဒါသူအာကိုရတယ်လို့ဒီလိုထင်ကောင်းထင်မယ်တော့အာကိုရတဲ့အပိုင်းလေးတွေကြည့်မယ်ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်သို့တော့အိုခြင်းကိုတားဆီးနိုင်တာမဟုတ်ဘူးနာခြင်းကိုတားဆီးနိုင်တာမဟုတ်ဘူးနောက်ဆုံးသေခြင်းကိုတားဆီးနိုင်တာမဟုတ်ဘုန်းကြီးတို့ကိုယ်တိုင်ကိုငယ်ငယ်တုန်းကမသိနားမလဲဆရာဝန်ကြီးတွေကိုမိသားစုတွေမှာဆရာဝန်ရှိရင်တော့မသေးဘူးလို့ထင်တယ်ယောဂါတွေမဖြစ်ဘူးမသေးဘူးလို့ထင်တယ်အားကိုးရတယ်လို့စိတ်ထဲမှာအောက်မေ့ခဲ့ဘူးတယ်ပေါ့ငယ်တော့အားကိုးတယ်တကယ်လဲအဲ့ဒီစိတ်ကဖြစ်ခဲ့ဘူးတယ်ပေါ့နော်အားကိုးတဲ့စိတ်တွေအများကြီးဖြစ်ခဲ့ဘူးတယ်နောက်ကြတော့ဆရာဝန်လည်းသိတာပါလားဆိုတာသိလာတဲ့အခါကျဆရာဝန်ရှိတဲ့မိသားစုမှာလည်းပဲသာသမီတွေဆရာဝန်ရှိတဲ့အမေရမတတ်နိုင်အမေဖေးဆရာဝန်ဖြစ်တဲ့သာသမီမတတ်နိုင်ဘူးဆိုတာနောက်ကြတော့အတွေ့အကြုံကနေဆုံးမသွားတော့ဘယ်သူမှတကယ်ကြတော့အားကိုးရတာမရှိပါလားဆိုတော့သဘောပေါက်ပါတယ်တကယ်သဘောမပေါက်တာငယ်တော့ဆရာဝန်ရှိတယ်ဆိုရင်မသေးဘူးလို့ယောဂမဖြစ်ဘူးလို့ငါတို့အမျိုးတဲ့ဆရာဝန်မရှိလို့ဒီလိုစိတ်ကထင်တာနော်အဲ့တော့မြတ်စွာဘုရားဒါပတ္တစာရိယာလည်းဒီတိုင်းပဲတစ်ခုဖြစ်မယ်ပတ္တစာမြတ်စွာဘုရားကနတ္တန္တိပုဒ္ဒသာသမီဆိုတာမရှိပါဘူးတဲ့ဘာအတွက်မရှိတာတော့ဆို
ဒါနာယကိုယ်ကာဝယ်ဆောင်းလျှောက်ပေးနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့သာသမီမျိုးဆိုတာမရှိပါဘူးလို့ပြောတာကိုအိုရာကိုမအိုအောင်ယောဂရတာကိုမရအောင်သိဆုံးရမှာကိုမသိဆုံးအောင်ကာဝယ်ပေးနိုင်တဲ့သာသမီဆိုတာမရှိပါဘူးနောက်တော့သဘောပေါက်လာတယ်အဲ့ဒီတကယ်လဲဟုတ်လားနောက်ဆုံးမှာကိုပဲရှာရကြံအမှသာဖြစ်တယ်ပေါ့ကိုပဲအာကိုအမှဆိုတာတော့အသေးရွယ်ရလာတဲ့အခါသဘောပေါက်လာတယ်နော်တကယ်ကမှန်တယ်နတန္တိဗုဒ္ဓဒါနယငယ်တော့ဆိုရင်အမေကိုဒါအာကိုတယ်ဘုန်းကြီးတို့မွေးတော့ကဒုတိယကမ္ဘာစစ်အတွင်းမွေးတာဆိုတော့ဗမာပြည်မှာသိတဲ့အတိုင်းပဲဂျပန်တက်လိုက်အင်္ဂလိပ်ကတက်လိုက်နဲ့ဘုံတန်မြောက်တန်နေချာမှာလူဘဝရောက်လာတာဆိုတော့နောက်ပြီးတော့လွတ်လပ်ရတော့လေတပုံတကန်နေနဲ့တောရွာတွေမှာဆိုရင်နေကောင်းချင်းမနေရညကောင်းချင်းမအေးရဆိုတဲ့အနေအထားမျိုးတွေပေါ့အမှန်တမ်းကြောက်လန့်နေရတဲ့ဘဝထဲမှာရှင်သန်လာခဲ့တာဆိုတော့အမေဖေတဲ့ဒါကိုအဲ့ဒီချိန်မှာအမေသေးရင်ငါလည်းလိုက်သေးပဲလို့စိတ်ထဲမှာအဲ့လိုအောင်းမေ့ပူတယ်ငယ်တော့ကလေအောင်းမေ့ပူတယ်အဲ့ဒါလို့အဲ့တော့သိပြကြည့်လာတဲ့အခါကျတော့အဲ့ဒီစိတ်တွေပျောက်သွားတယ်ပေါ့ငယ်တုန်းကတော့တကယ်ပဲအဲ့ဒီစိတ်တွေဖြစ်ခဲ့ဘူးလူတိုင်းလည်းဖြစ်ကြမဲ့ထင်ပါတယ်အဲ့ဒါမျိုးနော်အဲ့တော့ခုမြတ်စွာဘုရားကနတန္တိဗုဒ္ဓဒါနာယဒါနာယကိုကာဝယ်ဆောင်းရှောက်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ဗုဒ္ဓသားမျိုးဆိုတာနတန္တိလောကကြီးမှာမရှိပါဘူးဆိုတော့ကိုကာဝယ်ဆောင်းရှောက်မဲ့သားသမီးမျိုးဆိုတာမရှိဘူးလို့နညာတိနာပိပန္နဝါသာသမီမရှိသလိုဆွေတွေမျိုးတွေဆိုတာလည်းမရှိပါဘူးတဲ့ကိုအားကိုးရမယ့်ဆွေတွေမျိုးတွေကိုဘဝကိုကာဝယ်ဆောက်ရှောက်နိုင်တဲ့ဆွေမျိုးဆိုတာမရှိပါဘူးတဲ့ဘယ်အခါမှမရှိတာတော့ဆိုရင်အန္တကေနာတိပန္နတရသော်ဗျာဟောလို့တာအန္တကေနာအဓိပန္နတဘဝကိုအဆုံးသတ်ပေးတတ်တဲ့သိခြင်းတရားနဲ့ရင်ဆိုင်လာပြီဆိုရင်ဒါပဲအဲ့ဒီအချိန်မှာတော့ဘာမှအကုလို့မရဘူးလို့ဆိုလို့တယ်အဲ့ဒီအချိန်ကိုရည်ညွှန်းပြီးတော့ပြောတာအဲ့ဒီအချိန်မရောက်ခင်တော့အကုရတာတွေရှိမှာပေါ့အကုရတာတွေရှိရပါသေတော့မယ်သေဖို့ကြုံလာပြီဆိုလို့ရှိရင်ကတော့တဲ့အန္တကေနအဓိပန္နတသေခြင်းတရားကလွှမ်းမိုးပြီးတော့ရောက်ရှိလာပြီဆိုလို့ရှိရင်တဲ့နတ္ထိညာတိတုဒါနတာဆွေတွေမျိုးတွေမှာကာဝယ်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ဆွေမျိုးဆိုတာမရှိဘူးစွမ်းရည်တတ္တိမရှိတော့ဆရာဝန်တွေလည်းလက်လွတ်လိုက်ရတာပဲဆွေတွေမျိုးတွေလည်းလက်လွတ်လိုက်ရတာပဲဘယ်သူမှမကာဝယ်နိုင်ဘူးနောက်ဆုံးကြတော့သိဆုံးခြင်းနဲ့ပဲရင်ဆိုင်သွားဒါအမှန်ပဲလေသိချာစဉ်းစားကြည့်ကိုမိရချစ်ပါတယ်ဆိုပြီးငါသားလေးမသေးရဘူးဆိုပြီးတော့ပြောလို့လည်းမရဘူးကိုမိဘချစ်ပါတယ်ဆိုပြီးတော့အမေမသေးရဘူးဖေမသေးရဘူးဆိုလို့လည်းမရဘူးအမေဖေသေးမဲ့သားသမီးကအစားသေးပဲဆိုလည်းမရဘူးကိုဟာကိုပဲအဲ့ဒီသဘာဝတရားတွေကိုဒါရိုးရိုးရှင်းရှင်းလေးပဲဒီတရားကတကယ်ကိုရိုးရှင်းတဲ့တရားသို့တော့လူတွေကရိုးရိုးမတွေးပဲနဲ့တခြားနည်းနဲ့တွေးနေတာအတွေးတွေကလွဲမှားနေတာအာကိုရမယ်ထင်တဲ့အတွေးတွေနဲ့တွေးနေတယ်အဲ့တော့မြတ်စွာဘုရားနတ္ထိညာတိတုဒါနတာမင်းလိုက်ရှာမနေနဲ့တဲ့ပဋ္ဌာစာရာကိုလိုက်ရှာမနေနဲ့မေဘဝကိုကဲတင်ပေးမဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးဆွေတွေမျိုးတွေမရှိဘူးကာရုကဲနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးဒီစကားဟာအလေးနဲ့စဉ်းစားဖို့တော့လိုအပ်တယ်အတန်လေးတင်ကြားပြီးတော့မထားနဲ့အချိန်ချင်းစဉ်းစားနတန္တိဗုဒ္ဓဒါနာယ
ကိုတေကန်ဒီချိန်မှာမသေးရအောင်ကိုတားဆီးနိုင်တဲ့သာသမီမရှိဘူးသေခြင်းမှကာဝယ်ပေးနိုင်တဲ့သာသမီမရှိဘူးဆွေတွေမျိုးတွေမရှိဘူးချက်ကြည့်လိုက်ဆရာဝန်လည်းမရှိဘူးတမားတော်လည်းမရှိဘူးဘယ်သူမှကိုသေတဲ့အချိန်ကိုဘယ်ဆွေမျိုးဘယ်မိတ်ဆွေဘယ်သူမှပိုက်ဆံနေပေးပြီးတော့ကာကွယ်လို့လည်းမရဘူးဘာနည်းနဲ့မှကာကွယ်လို့မရဘူးမန္တန်မှုတ်ပြီးကာကွယ်လို့လည်းမရဘူးနော်ဘာနဲ့မှကာကွယ်လို့မရဘူးလို့ဆိုလို့တယ်ပေါ့နော်အလုံးဟာနောက်ဆုံးမှာသစ္ဆုံးခြင်းဆိုတာရင်ဆိုင်ကြရတယ်ဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားဟောတာအန္တကေနဘဝကြီးကိုဆုံးသက်ပေးတတ်တဲ့သေမင်းသည်အဓိပ္ပဏတ္တလွှမ်းမိုးနှိမ့်ဆက်နေရလွှမ်းမိုးနှိမ့်ဆက်မှုခံနေရတဲ့ပုဂ္ဂိုလ်ဖို့ဒါနာယမသေးရအောင်ကာဝယ်ဆောင်ရှောက်ပေးမယ်ပုဒ္ဒနတ္ထိသာသမီနတ္တန်တိပုဒ္ဒသာသမီဆိုတာမရှိဘူးနာညာတိနာပိမတဝါဆွေတွေမျိုးတွေဆိုတာမရှိဘူးနတ္ထိညာတိသူဒါနတာကိုယ်ဆွေမျိုးတွေထဲမှာအဲ့လိုစွမ်းရည်တတ်ရှိတဲ့ပုဂ္ဂိုလ်ကာကွယ်နိုင်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးလုံးဝမရှိဘူးလို့ပြောတာဒါကိုအကျဉ်းချင်းစဉ်းစားမယ်ဆိုလို့ရှိရင်တကယ်စဉ်းစားရင်တောကဖြောင်းနိုင်တော့ဆရာရှိတယ်ပေါ့နော်အာကိုတဲ့စိတ်လည်းလျော့သွားလိမ့်မယ်အဲ့တော့အာကိုကမှခုနကမြတ်စွာဘုရားဟောတယ်လို့အတ္တနံတေခဝေတ္တုမင်းကိုရှာအာကိုရမဲ့ပုဂ္ဂိုလ်လိုက်မရှာနဲ့အာကိုကမှကိုယ်သာလင်းဖြစ်တယ်ဆိုတာမြတ်စွာဘုရားပြောတာနော်ကိုပဲရှာသူများတွေအာကိုစရာလို့သွားပြီးတော့ဆိုလိုတာကသူများကိုအာကိုပြီးတော့မနေနဲ့ကိုသာကောင်းအောင်လုပ်ဖို့အရေးကြီးတယ်ဆိုရင်ကိုတရားနဲ့ကိုနေဖို့အရေးကြီးတယ်ဆိုတာဒါကိုဟောလို့တာအဲ့ဒီတော့ဒီကရာလေးဒီဆုံးမလေးနဲ့ပဲပတာစာရဟာကျွတ်တရားရသွားတာလေတောကကြောင့်သူကငကိုယ်တော့ကသားလေးနှစ်ယောက်ပေါ့လေသူမျောလင်းမှာပေါ့အာကိုရမယ်ယောက်ျားလည်းအာကိုရမယ်အမေတွေဖေတွေလည်းအာကိုရမယ်ထင်ပြီးတော့ပြန်လာတာဟုတ်နောက်ဆုံးမှာအလုံးကသူ့ကိုစွန့်ပြီးတော့ထွက်ခွာသွားတဲ့အခါမှာအာကိုရဆိုတာသူ့မှာမရှိတော့ဘူးလို့ဖြစ်သွားတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားတည်သွားတဲ့လူတွေမရှာနဲ့ကိုပြန်ရှာအဲ့ဒီစကားကြောင့်မို့လို့တန်သုတ်တော်မုဏိနောဝါချံပထမံဖလမစ္စကံမြတ်စွာဘုရားရဲ့ဆုံးမစကားလေးကိုနားထောင်ရင်းပဲသူဟာသောတာပန်ဖြစ်သွားတယ်နော်သဘောပေါက်သွားတယ်သောတာပန်ဖြစ်တယ်ဆိုတာရှင်ထဲမှာဘာရှာမယ်ဆိုတာသဘောပေါက်သွားတာ ਨੇ တန်တရားကင်းသွားတာပဲလေဒိဋ္ဌိနဲ့ဝိသိကိစ္စဆိုတာရှင်ထဲမှာပေါ့သွားတယ်တဘာဝတရားတွေဆိုတာပဲရမှရဲတာမရှိဘူးအလုံးသိလာတယ်ကိုပြန်ရှာမယ်ဆိုတာသဘောပေါက်သွားတယ်သဘောပေါက်သွားလို့အမြင်မှန်သွားတယ်အရင်မှားနာကိုရှာမယ်ဆိုတာသူများလည်းရှာနေတယ်မှားနေတယ်လမ်းကြောင်းလွဲနေတယ်အဲ့ဒါလမ်းကြောင်းတက်ပေးလိုက်တော့ဒိဋ္ဌိဆိုတဲ့မှားရင်းတဲ့အမြင်တစ်ခုဖယ်ရှားလိုက်နိုင်တယ်ဝိသိကိစ္စဆိုတဲ့ဘာလို့မှမသိတန်တရားပွားနေတာတစ်ခုကြော်လွှားလိုက်နိုင်တယ်ဟောဒီတစ်ခုဖယ်ရှားလိုက်တာနဲ့သောတာပန်ဆိုဖြစ်သွားတယ်နော်သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့သောတာပန်ဖြစ်သွားပြီဆိုတဲ့အခါမှာမြတ်စွာဘုရားထံခွင့်တောင်းပြီးတော့ဘေကုဏီဘဝရောက်တာမြတ်စွာဘုရားဘေကုဏီကျောင်းကိုလွှတ်လိုက်ပြီးဘေကုဏီဘဝနဲ့ပပိစိတဝနာနစိရာအရဟတမပ္ပပုနေအယူဘဝတောကကြောင့်အယူမဘဝရောက်သွားတဲ့ပတာစာတွေဟာဘေကုဏီဖြစ်လို့သိမကြလိုက်ပါဘူးတဲ့အရဟတမပ္ပပုနေယဟန္တာမဖြစ်သူရောက်ရှိသွားပါတယ်တဲ့အဲ့တော့အထူးကျင့်ရတာမဟုတ်ဘဲနဲ့အရဟတမေဆိုတဲ့အရဟတဖို့ဆိုတဲ့အရဟတမေဆိုတာရလိုက်တာနဲ့တပြိုင်နက်
ရတ္တဖို့ဆိုတဲ့အကျိုးနဲ့အတူတကွတကောဣတိပတ်တွေအကုန်လုံးပါသွားတယ်ပါရမီရှင်တွေကြတော့အထူးကျင့်နေရတာမဟုတ်ဘူးဥမာပဲပဝေနိဝါဒနုဒတိဉာဏ်ရအောင်လုပ်နေရတာမဟုတ်ဘူးဒေဝစကုဉာဏ်ရအောင်လုပ်နေရတာမဟုတ်ဘူးသီးသန့်လုပ်เสียမလို့ပဲနဲ့အရတ္တဖို့အရတ္တမဲ့ဆိုတဲ့ဒီမဲ့ရလိုက်တာနဲ့တပြိုင်နက်အရတ္တဖို့နဲ့အတူတကွခုံနုဝိသေသတွေအကုန်လုံးပါလာတယ်လို့ပြောတာနော်အဲ့ဒါဒီတခါတည်းတပြိုင်နက်ရသွားတာတာမန်ပုဂ္ဂိုလ်တွေကြတော့တာမန်ပုဂ္ဂိုလ်ရဲ့အရတ္တမဲ့ကတော့အရတ္တဖို့ဆိုတဲ့အကျိုးတစ်ခုတည်းပဲပေးတယ်တကောအဲ့ဒီဘက်မရအောင်ရိုးရိုးဖြစ်တဲ့ယန္တာပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်ရတ္တဖို့ပဲကြိုးပေးတယ်ကျန်တာမပေးဘူးအေးပဒါစာရီတို့လိုထူးခြားတဲ့ပဒါစာရာတို့လိုပါရမီရှင်တွေကြတော့ရသင့်ရလိုက်တဲ့ခုံလူဝိသေသတွေစွန့်ရည်တတိတွေတပြိုင်နက်အကုန်ရသွားတယ်တဲ့အဲ့ဒါကိုသူပြောတာဣတိသုစဝတိဟောမိတကောတွေပေါ်မှာလဲတကောဣတိပတ်အရာမှာလည်းပဲစွန့်ရည်တတိရတယ်တဲ့ဒေဝယသောတဓာတုယနာနာတဲ့တူတဲ့ဒေဝသောတအဘိညာဉ်နဲ့ရတယ်ပရစိတ်တာနိသာနာမိသူတော်ဘာကိုစိတ်ကိုသိနိုင်တဲ့စေတောပရိယညာအဘိညာဉ်နဲ့ရတယ်တတ္ထုသာသနာကာရိကာမြတ်စွာဘုရားအဆုံးအတိုင်းလိုက်နာကျင့်သုံးလိုက်တာအကုန်ရတယ်ပုဗ္ဗေနိဝတံသာနာမိရှေးဘဝတွေလည်းသိတယ်ဒေဝစက္ခုဝိသောရိတံဒေဝစက္ခုဆိုတဲ့နတ်မျက်စိအဘိညာဉ်မျိုးကိုလည်းရခဲ့တယ်ခေပိတဝအာသဝေတ္ဗေရှင်ထဲမှာအကုသိုလ်တွေကိလေသာတွေစိဝင်စေတတ်တဲ့အာသဝတရားတွေလည်းကုံဆုံးသွားပြီဝိသုဒ္ဓသိမ့်သူနေမလားသူစိတ်ဓာတ်လုံးဝကိလေသာအညစ်အကြေးမရှိဘဲနဲ့လုံးဝတန့်စင်သွားတယ်တာမန်ပုရုဇဉ်ပုဂ္ဂိုလ်ရဲ့စိတ်ကြတော့ကိလေသာအညစ်အကြေးတွေနဲ့ပေးကြံနေတယ်ပေါ့အေးယန္တာဖြစ်သွားပြီဆိုရင်စိတ်ဟာအလွန်တန့်ရှင်းစေကြသွားတယ်တဲ့တတောဟံဝိနယံတပ္ပံတန္တိကေသဗ္ဗတတိနောယန္တာဖြစ်သွားတဲ့အခါ तू အထူးပြုပြီးတော့လေးလာတာအထူးပြုရဲ့ तू လေးလာပြီးတော့လိုက်စားတာတော့မြတ်စွာဘုရားပြည့်ညတ်တဲ့ဝိနည်းကျမ်းပဲဖြစ်တယ်ပြောမယ်ဆိုရင်ဥပရိဘွဲ့ယူတာပေါ့လူတွေလည်းတူတူပဲလေဥပရိပညာရှင်ဆိုတာကိုယ်ဝါဒနာနဲ့ကိုယ်လိုကြတာပဲလေအဲ့တော့လူပြောမယ်ဆိုရင်တော့ဒါဥပရိဘွဲ့တို့ကိုသူရအောင်ရှုတာမြတ်စွာဘုရားပြည့်ညတ်တဲ့ဝိနည်းစည်းကမ်းတွေကိုသူနှုတ်တဲ့ရအောင်ဆောင်းတယ်လေ့လာတယ်ဘေကုဏီတွေထဲမှာသူစွမ်းစွမ်းတမန်ဝိနည်းနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားထံတော်မှာဝိနည်းတွေသင်တယ်ဒါတွေကမသင်လို့မတတ်ဘူးလေဥပရိသမားတွေကလည်းဥပရိသင်ရတာပဲဖတ်ရတာပဲဥပရိတွေအလွတ်ရအောင်လုပ်ရတာပဲလေအဲ့တော့တတောဟံဝိနယံတပ္ပံတန္တိကေသဗ္ဗဓာတိနောမြတ်စွာဘုရားရဲ့ထံကမြတ်စွာဘုရားချမှတ်တဲ့ဝိနည်းဥပရိသတွေအားလုံးကိုဥက္ကဟိံသဗ္ဗဝိထာရံအချင်းမဟုတ်ပဲနဲ့အကျဲကိုသူမှတ်ယူတယ်တဲ့ဗျာရိဉ္စယထာတထံဝိနည်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တော့အမှန်တိုင်းဆုံးဖြတ်နိုင်တယ်ဘယ်ဥပရိယအပြစ်ရှိတယ်ဘယ်ဥပရိယအပြစ်လွတ်တယ်ဆိုတာလေဝိနည်းနဲ့ပတ်သက်ပြီးဥပရိပိုင်းဆိုင်ရာမှာကျွမ်းကျင်နိုင်ပါတဲ့ဘေကုဏီမဖြစ်လေးလာလိုက်စားခဲ့တယ်ဆိုတာဒါလေးလာလိုက်စားမှပဲထူးချွန်တာကိုစီနောတတ္တမိန်ခုနေတုတ်ထောမြတ်စွာဘုရားသူ့ရဲ့ဝိနည်းအရာလိမ္မာကျွမ်းကျင်တာလေးလာလိုက်စားတာကိုသိရတဲ့အခါမှာသူ့ဧတရယာတုနဲ့ချီကျူးပြီးတော့ဘေကုဏီတွေမှာဝိနည်းကျမ်းဂန်ကိုရှင်တဲ့နှလုံးထဲရောက်အောင်ဝိနည်းကိုဆောင်ထားတဲ့နှုတ်တဲ့ဆောင်တဲ့ဘေကုဏီမတွေထဲမှာပတာစာရဝဧခိကာတဲ့ပတာစာရဟာတကယ်ကိုတယောက်တည်းအထူးချွန်ဆုံးပါပဲလို့သူဟာဥပရိယေယဘေကုဏီဘေကုဏီတို့ရဲ့ဥပရိယေယမှာကျွမ်းကျင်တဲ့ယောသူကြီးဖြစ်တယ်အဲ့ဒါတွေပြောပြီးသူ
ပရိစိန်သောမယတတ္ထာကတံဘုရတသာသနာဩဟိတောဂရုကောပါရောဘဝနိတိသမုဟတာယန္နာဖြစ်သွားတဲ့ပုဂ္ဂိုလ်တိုင်းဟာမြတ်စွာဘုရားကိုကျေးဇူးတုံးဆက်လှုပ်ကြွေးပြုစုအပ်ပြီးဖြစ်သွားပြီဘုရားရဲ့ကျေးဇူးတွေကျေးဇူးဆက်ပြီးသားဖြစ်သွားပြီကတံဘုရတသာသနာမြတ်စွာဘုရားရဲ့အဆုံးအမတော်ကိုပြီးပြီးကလိုက်နာပြီးသားဖြစ်သွားပြီဩဟိတောဂရုကောပါရောတကယ်လေးလံတဲ့ဝန်တုပ်ဝန်ပိုးကြီးကိုချပြီးသွားပြီဘဝနိတိသမုဟတာဘဝတစ်ခုကနေဘဝတစ်ခုကိုပို့ဆောင်သွားတဲ့တဏှာကိုလည်းပဲအမြစ်ပါမကြအောင်တဏှာရဲ့အမြစ်ကဘယ်သူတုံးဆိုရင်အဝိဇ္ဇာပဲသမူလံတဏှာမပု္ပ္ပရှာစာတဏှာရဲ့အမြစ်ကအဝိဇ္ဇာနော်အဲ့ဒီအဝိဇ္ဇာပါနှုတ်ပယ်လိုက်ပြီလို့သူတို့ဆိုလိုတယ်ယတ္တထယပပစီတောကာရသမအနာဂါရိယံသောမိအထောအနုပ္ပတ္တောသဗ္ဗတယစနခေယောဘုရားမြတ်စွာသာသနာတော်ကိုဘိက္ခုဘိက္ခုနီဖြစ်ဝင်ရောက်ကြတဲ့ပုဂ္ဂိုလ်တိုင်းတွေဟာရည်ရွယ်ချက်ပန်းတိုင်ရှိတယ်ဘာအတွက်ဝင်ကြတာလဲအဲ့တော့သာသနာပေါင်းဝင်တာအဲ့ဒီခေတ်မှာအမျိုးသားတွေသင်္ကန်းဝတ်သွားတဲ့အခါမှာအမျိုးသမီးလောကကဘလို့ထင်ကြတော့ဆိုနောက်ဘဝနတ်ပြည်ကနတ်သမီးချောချောလေးတွေနဲ့တွေ့ဖို့သင်္ကန်းဝတ်တယ်လို့ဘယ်သူကပြောလိုက်တယ်မသိဘူးအဲ့တိုင်ယုံကြည်နေကြတာအမျိုးသားတွေသင်္ကန်းဝတ်သွားလို့ရှိရင်အဲ့တော့နောက်ဘဝနတ်သမီးတွေနဲ့နေရတယ်ဟုတ်ချင်လည်းဟုတ်မှာခုခေတ်လည်းပဲတချို့ဘာသာတွေရှိတယ်လေကောင်းကင်ဘုံမှာနတ်သမီးတွေနဲ့နေရတယ်ဆိုတဲ့ယုံကြည်တာတွေရှိတယ်လေမနေရဘဲနဲ့ဟိုဘက်ကလှမ်းတစ်ချောင်းဒီဘက်ကလှမ်းတစ်ချောင်းနဲ့နောက်ကနေပြီးတူထမ်းနေတဲ့ငရဲရောက်သွားရင်တော့ဒုက္ခတူနဲ့ထုလှမ်းနဲ့ထိုးခံရတဲ့အနေထားမျိုးရောက်သွားနိုင်သေးတယ်အကုသိုလ်ဖြစ်နေလို့ရှိအဲ့တော့အဲ့လိုစိတ်ကူးရင်ကြတာတွေရှိတယ်လေဖះလက်ထက်ကအမျိုးသမီးတွေကငယ်ငယ်ရွယ်နဲ့ယဟန်တော်တွေသူတို့အိမ်တော်ဘက်တွေကသာသနာပေါင်းဝင်သွားတဲ့အခါမှာနောက်ဘဝတူတူပြောကြရတာဘာဖြစ်လို့ဘုန်းကြီးဝတ်ကြတာဘာဖြစ်လို့ဘုန်းကြီးဝတ်ကြတာအိမ်နောက်ဘဝနတ်သမီးတွေနဲ့ဟိုဘက်900ဒီဘက်900နတ်သမီး1000နဲ့နေဝတ်ကြတယ်လို့ပြောတယ်အဲ့လိုအမှတ်မှားနေကြတာတကယ်ကတော့အဲ့ဒီလိုမဟုတ်ဘူးတဲ့ယတ္တထာယပပစီတောကာရသမအနာဂါရိယံသောမိအထောအနုပ္ပတ္တောရှင်တဲ့ကိလေသာတွေအပူတွေအလုံးကိုရှင်းနိုင်တဲ့အဆင့်ရှင်ထဲမှာစိတ်နှလုံးအေးချမ်းပြီးတော့ကိလေသာတွေကင်းစင်သွားတဲ့အနေထားပန်းနိုင်ပဲအရဟတဖလပရိယောသနာဘဂဝတောသာသနာမြတ်စွာဘုရားရဲ့သာသနာတော်ရဲ့ဥတီချက်ပန်းနိုင်ဟာအရဟတဖို့ပဲဖြစ်ပါတယ်အရဟတဖလဆိုတဲ့ယဟနာတွေရရှိတဲ့အကျိုးမျိုးကိုဆိုလိုတယ်ပေါ့အရဟတဖို့ဆိုဖို့လို့ပြောလို့သိပြီးတော့စိတ်ကတစ်မျိုးထင်ရတယ်ပေါ့နော်အရဟတမက္ခဆိုတဲ့ကုသိုလ်ဟာဒီကုသိုလ်ရလိုက်တာနဲ့တပြိုင်တည်းရှင်ထဲမှာရှိတဲ့လောဘဒေါသမောဟအားလုံးဟာလုံးဝကုန်သွားတယ်သူဖြစ်လိုက်တာနဲ့လုံးဝကုန်သွားတယ်အဲ့ဒီအရဟတမက္ခအကျိုးပေးတဲ့အကျိုးတရားကဘာလို့ဆိုအရဟတဖလားရှင်ထဲမှာကိလေသာကင်းစင်သွားတဲ့အနေအထားမျိုးကိုဆိုလိုတယ်ပေါ့တော့ယင်ထဲမှာကိလေသာကင်းစင်သွားတဲ့အနေအထားမျိုးဘယ်လောက်ချမ်းသာမလဲဆိုတာစဉ်းစားကြည့်ပေါ့နော်မရသေးခင်ကတော့မှန်းရုံပဲမှန်းလို့ရဒေါသမရှိတော့ဘူးလောဘလည်းမရှိတော့ဘူးမာနတွေလည်းမရှိဘူးအိတ်သာလည်းမရှိဘူးစိုးရိမ်တာတွေပူပန်တာတွေလည်းမရှိတော့ဘူးဆိုဘယ်လောက်အေးချမ်းသွားမလဲအယန္တဖြစ်သွားတယ်ဆိုတာအဲ့ဒီအရတ္တဖို့ဆိုတာရှင်ထဲမှာပူလောင်တာတွေမရှိဘဲနဲ့အေးချမ်းသွားတဲ့အနေအထားတစ်ခုမျှော်မှန်းပြီးတော့သင်္ကန်းဝတ်ကြတာဖြစ်တယ်အဲ့ဒီအဆင့်ရောက်အောင်သွားကြတာနော်အဲ့ဒီအဆင့်ဟာရတ္တဖို့ရပြီဆိုတာနဲ့ရတ္တမဲ့ရပြီဆိုတာနဲ့ရတ္တဖို့ဆိုတာရသွားတယ်အဲ့ဒါဟာသင်္ကန်းဝတ်ခြင်းရဲ့မျှော်မှန်းချက်လမ်းဆုံးပန်းနိုင်ပဲဖြစ်ပါတယ်တော့ပြောမယ်ဆိုရင်နိဗ္ဗာန်ကိုဥတည်ချက်လို့လည်းပြောမယ်ဆိုပြောနိုင်တယ်ပေါ့ရှင်တွေကကိလေသာကုန်သွားတာကိလေသာပြိနိဗ္ဗာန်ကိလေသာကုန်ခြင်းကြောင့်နောက်ခန္ဓာတွေရုပ်တွေနာမ်တွေနောက်ထပ်ပြန်မဖြစ်တဲ့အခါမှာကံကုန်သွားတယ်ရုပ်ပြန်မဖြစ်တဲ့အခါမှာခန္ဓာလည်းကုန်သွားတယ်
ကိလေသာကုန်တာကပထမခန္ဓာကုန်တာကဒုတိယအဲ့တော့ကိလေသာနဲ့ခန္ဓာကုန်သွားပြီဆိုရင်နောက်ထပ်ပြန်ဖြစ်เสียမရှိတော့အဲ့ဒီလွတ်မြောက်မှုဟာလည်းပဲသာသနာတော်ဝင်ရောက်ခြင်းလမ်းဆုံးပန်းနိုင်ပဲဖြစ်တယ်တဲ့ဒါကြောင့်မို့သောမိအထောနုပ္ပတ်တော်သဗ္ဗတံရောစေနဲ့ခရောတန်ရောစေအလုံးကုန်သွားတာခုနကတော့ကသူသာသနာပေါ်မွေနှုံးကသူရင်ထဲမှာသားကလေးတွေပေါ်မှာတွေ့တာတယ်ယောက်ျားပေါ်မှာတွေ့တာတယ်နော်အမေတွေဖေတွေမောင်လေးတွေဆွေတွေမျိုးတွေပေါ်မှာအာကိုတယ်တွေ့တာတယ်အဲ့တွေ့တာမှုနဲ့အာကိုเสียရှာရင်ကနေပြီးတော့အလုံးဟာသိဆုံးသွားပြီသူ့ကိုထားပြီးတော့သွားကြပြီဆိုတဲ့အချိန်မှာသူယူကြုံမရဖြစ်သွားတာယူကြုံမရဖြစ်သွားတာအဲ့ဒါဘာကြောင့်တောကဖြစ်ရတာတော့ဆိုရင်တောကဖြစ်ခြင်းသည်တွေ့တာမှုကြောင့်ဖြစ်တာတွေ့တာမှုမရှိရင်တောကဆိုတာမရှိဘူးတွေ့တာမှုရှိတဲ့နေရာသာတောကဆိုတာဖြစ်တာလူကိုတွေ့တာရင်အဲ့ဒီလူအတွက်တောကဖြစ်မယ်ပစ္စည်းတွေ့တာလို့ရှိရင်ပစ္စည်းအတွက်တောကဖြစ်မယ်ကိုတွေ့တာရင်ကိုအတွက်တောကဖြစ်မယ်ဘယ်သူမှမတွေ့တာတော့ဘူးဆိုရင်တော့တောကငြိမ့်သွားပြီအဲ့ဒီအဆင့်ကိုဆိုလိုတာပေါ့သဗ္ဗတန်ရောစနဲ့ခရောရှင်တွေကတန်ရောစနေအလုံးကုန်သွားပါပြီတဲ့အဲ့ဒီအဆင့်သူရလိုက်ပါပြီဆိုသားလေးနှစ်ယောက်တည်သွားတာလဲမတွေးတော့ဘူးမပူတော့ဘူးတင်ယောက်ျားဆုံးသွားတာလဲမပူတော့ဘူးမိဘနှစ်ပါးပေါင်းလေးနဲ့အတူပြီးသိညိုလိုက်တာလဲတွေးပြီးတော့ဝါမနေတော့ဘူးအဲ့ဒါတွေမရှိတော့ဘူးလို့ဆိုလို့တယ်အဲ့တော့နောက်ဆုံးမှာသူဟာကိလေသာတွေရင်ထဲမှာကုန်အောင်ရှုမြိုက်ပြီးသားဖြစ်တယ်ဘဝတွေအလုံးကိုဖယ်ရှားပြီးသားဖြစ်တယ်မြတ်စွာဘုရားထံသူရောက်လာတာဟာကောင်းသောရောက်လာခြင်းဖြစ်တယ်အမတ္တမအကျိုးရှိတယ်မြတ်စွာဘုရားသာသနာတော်မှာထက်တန်းကြတဲ့ပဋိသင်္ပိဒဉာဏ်စားတဲ့ဉာဏ်တွေကိုလည်းသူရရှိတယ်မြတ်စွာဘုရားရဲ့သာသနာတော်လှုပ်တဲ့လှုပ်ထိုက်တာတွေသူဟာယဟနာဖြစ်သွားရင်လှုပ်ပြီးဖြစ်သွားတယ်လို့အိဋ္ဌံသူထံပတ္တာစာရာဘိက္ခုနီဣမဂထာယောဘာသိဋ္ဌာတဲ့ပတ္တာစာရာမြည်ရှိတဲ့ဘိက္ခုနီမဟာဟောဒီကာထာတွေနဲ့သူ့ဘဝစာကြောင်းကိုမိန့်ကြားမှတ်တမ်းတင်ခဲ့ပါတယ်လို့အပ္ပဒမှာဒီလိုဆိုထားတာဖြစ်တော့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘဝဆိုတာဒုက္ခနဲ့ကြုံတွေ့ရလို့ထိုဒုက္ခတွေပေါ်မှာအတွေးမှားနေလို့ရှိရင်ခန္ဓာကြီးမရှိကြလို့ဆင်းရဲဒုက္ခတွေမျိုးစုံကြုံကြရတယ်အမှန်မသိလို့ဘဝကိုရရှိထားတဲ့အချိန်မှာတန်ရောစဉ်အခြေခံပြီးတော့လူကိုရှားနေမဲ့အစားကိုရှားတာဟာအကောင်းဆုံးပဲလောကမှာအားကိုးစရာဆိုတာဘာတစ်ခုမှမရှိဘူးသိခြင်းတရားရင်ဆိုင်လာရတဲ့အခါမှာမိမိသာလျှင်တူးတဲ့သာရင်ဆိုင်ရမှာဖြစ်တယ်လို့ကိုယ်စီသဘောပေါက်ပြီးတော့ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှိစေချာရှင်ဖေယဘုရားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိသံကြလျက်ဓမ္မသဘင်ဆင်းခြင်းပါပြုလုပ်ကြ၍အဘဒဒါနာဓမ္မဒါနာတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလို့ကြာရသောဤကောင်းမှု
ဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ဘာကကိုအမိအဖာအဖို့အဖွာဆရာသမားမဆ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝအများတို့အားအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံး